Hello everyone, welcome to Thinking for Kids. မင်္ဂလာပါကလေးလေးတို့ရေဒီနေ့ဒီကကလေးလေးတို့ကိုနိုင်ငံတွေကဘလူးတွေအုပ်ချုပ်ကြလဲဆိုတဲ့အကြောင်းပြောပြမယ်နော်တတမီမီတို့အိမ်မှာအဖေဒါမှမဟုတ်အမေကဘာစားကြမလဲဘယ်နေရာကိုသွားကြမလဲဆိုတာဆုံးဖြတ်ပေးတတ်တယ်နော်တခါတလေတော့မိသားစုအားလုံးအတူတူဆုံးဖြတ်တတ်ကြတာလည်းရှိတယ်ဟုတ်ဒီလိုပဲနိုင်ငံတနိုင်ငံမှာလဲလူတွေအတွက်ဆုံးဖြတ်ပေးတဲ့နီလန့်တွေရှိတယ်ကွဒါတွေကိုအုတ်ချုပ်ရေးစနစ်လို့ခေါ်တယ်ကွအုတ်ချုပ်ရေးစနစ်ဆိုတာကနိုင်ငံတွင်းမှာနေထိုင်ကြတဲ့သူတွေဒုတက်ကောင်းမှုကိုဘယ်အရာတွေလုပ်တဲ့နဲ့မလုပ်တဲ့ဘူးဆိုတာကိုသတ်မှတ်ပေးတဲ့အရာဖြစ်တယ်ကွတနိုင်ငံနဲ့တနိုင်ငံတော့အုတ်ချုပ်ရေးစနစ်တွေမတူကြဘူးပေါ့ကွတချို့နိုင်ငံတွေကလူတိုင်းကြံပြုတ်ပေးနိုင်တယ်လူလက်စွာပြန်လဲပြောဆိုနိုင်တယ်ဒါကိုတော့သဘောကျတယ်ဒါကိုတော့သဘောမကျဘူးဆိုတာမျိုးပေါ့ကွယ်ဘသူကောင်းဆောင်လုပ်မလဲဆိုတာအားလုံးအတူတူရွေးတယ်ဒီလိုအုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကိုဒီမိုကရေစီစနစ်လို့ခေါ်တယ်ကွယ်ဒီစနစ်ဟာလူတိုင်းရဲ့အတန်ကိုနားထောင်နေတယောက်ချင်းစီရဲ့အကြံကိုလည်းတက်မိုးထားတယ်ကွယ်ဥပမာအမေရိကန်နိုင်ငံလိုပေါ့ကွယ်တချို့နိုင်ငံတွေကတော့ခေါင်းဆောင်တယောက်တည်းကပဲဆုံးဖြတ်တတ်တယ်ကွလူတွေကအဲ့ဒီလူပြောတာကိုနားထောင်ကြရတယ်လက်ခံကြရတယ်သဘောတူကြရတယ်ပြည့်ညှင်းဆန်ခွင့်မရှိဘူးကွဒီလိုအုပ်ချုပ်တဲ့အုပ်ချုပ်ရေးစနစ်ကိုတော့အာဏာရှင်စနစ်လို့ခေါ်တယ်ကွဒီစနစ်မှာတော့လူတိုင်းဟာတိုးတက်ဖို့အခွင့်အရေးနဲ့ပါတယ်ကွဥပမာမြောက်ကိုရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံလိုပေါ့ကမ္ဘာပေါ်မှာအုပ်ချုပ်ရေးစနစ်တွေအမျိုးမျိုးရှိတယ်အဓိကကတော့လူတွေအတူတူနေထိုင်တဲ့နေရာမှာဘာပြဿနာမှမရှိပဲညီညီညွတ်ညွတ်နဲ့အတူတူဘလို့နေထိုင်ကြမလဲဘာတွေလုပ်ကြမလဲဆိုတာကိုဆုံးဖြတ်တာပဲအဲ့ဒါနဲ့ပတ်သက်ပြီးဝါဒဆိုတာလည်းရှိတယ်ဝါဒဆိုတာဟာလူတိုင်းဘလို့နေထိုင်တဲ့နယ်လို့ယုံကြည်တာပဲဝါဒဆိုတာနိုင်ငံတနိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ကိုပုံဖော်ဖို့ရာထောက်ပံ့ပေးတဲ့အတွေးအခေါ်တစ်ခုပဲဖြစ်တယ်တချို့ကလူတိုင်းဒူဒူညီညီညွတ်ညွတ်နဲ့ဆုံးဖြတ်တဲ့တယ်လို့ယုံတယ်တချို့ကတော့ခေါင်းဆောင်ကအားလုံးအတွက်ဆုံးဖြတ်တဲ့တယ်လို့ယုံတယ်ဒါတွေကစိတ်ထဲမှာရှိတဲ့ယုံကြည်ချက်တွေဖြစ်တယ်ဒါကိုပဲဝါဒလို့ခေါ်တယ်ကဲဂိမ်းတစ်ခုကစားကြမယ်တီရမေးမယ်နော်ကလေးလေးတို့ကျောင်းမှာအတန်းကောင်းဆောင်ရွေးတာကိုသဘောကျတဲ့သူကိုမဲပေးပြီးရွေးကြမလားနားပဲအတန်းကောင်းဆောင်လုပ်မယ်ကြံတဲ့သူအတန်းကောင်းဆောင်ဘယ်သူမှလုပ်လို့မရဘူးလို့ပြောတဲ့သူကိုအတန်းကောင်းဆောင်နေရပေးလိုက်မလားဒါဟာအုပ်ချုပ်ရေးနည်းလမ်းနဲ့တူတယ်ဒီမိုကရေစီစနစ်ဆိုရင်မဲပေးပြီးတော့ရွေးတယ်အာဏာရှင်စနစ်ဆိုရင်တော့မေးခွန်းမရှိရွေးချယ်ခွင့်မရှိပဲတယောက်တည်းဆုံးဖြတ်တယ်ကဲကလေးတို့ဆိုရင်ရောဘလို့အုပ်ချုပ်ရေးစနစ်နဲ့နေခြင်းတလဲအားလုံးအတူတူညီညီညွတ်ညွတ်နဲ့ဆုံးဖြတ်ခြင်းလားတယောက်တည်းဆုံးဖြတ်တာကပိုကောင်းမလားကလေးတို့စဉ်းစားကြည့်နော်ဘာဖြစ်ဖြစ်သဘောတူညီမှုနဲ့မြစ်တာကအတူတူနေထိုင်ကြတဲ့နေရာမှာအရေးကြီးဆုံးပဲThinking for Kids နဲ့အတူစဉ်းစားပါသင်ယူပါလေ့လာပါပျော်ရွှင်ပါ This is Thinking for Kids Inspiring Rand Mind Sporting Loving Mass